တိုင်းဆိုလို့ရှိရင်ဒီကောင်မလေးကသူ့ဆိုင်မှာအကျွေးစားဆိုလဲမှန်နေပြီမတင်းသေးတွေကလည်းသူ့ရဲ့တင်တန်းကြီးတွေပြန်မှန်းအောင်ဆိုတာမှန်နေပြီအဲ့ဒီတော့အဲ့ဒီမတော်နေအဲ့ဒီကိစ္စကျမဘက်ကပြက်ကတာလုံးဝမရှိဘူးဒီမမကြီးအမကြီးသမီးရတယ်ပြောတင်တန်းကိုမတက်နိုင်တော့တာကျမဘက်ကလက်မခံတာမဟုတ်ဘူးအဲ့ဒီအတွက်ပတ်ဆောင်လဲပြန်စရာအကြောင်းလုံးဝမရှိဘူးဓမ္မဝက်ပုံမရှင်းပါဇက်ကပြောတယ်လေရှင်းသမီးရစကားရှုပ်လုံးလို့လက်မခံတော့ဘူးပြောတယ်လေအဲ့ဒီတော့ဒီပတ်ဆောင်ရှင်ကပြရောမှာပေါ့ကဲနေညဒီစားကျွန်တော်ပြည်လျောင်ဖြည့်ရှင်းပေးမယ်နော်ဟုတ်ဒီမှာတော်သေးတွေခင်ဗျားလည်းသူ့တင်တန်းကြီးကိုအကုန်လုံးပြန်မအားနိုင်ဘူးဆိုတော့မှတဝက်လောက်တော့ပြန်လိုက်ခင်ဗျားတို့လည်းအဲ့ပတ်စံနဲ့သူ့အကျွေးဆက်လိုက်အဲ့လိုပြည်လည်းမသွားဘူးလားဟောရပါတယ်ဖြစ်တယ်ကျမအိတ်ထဲကပတ်စံထမထုတ်ရဘူးဆိုရင်ဖြစ်တယ်ဒီမှာသမင်းစံမရှင်းပတ်စံကျွေးကိုသူ့စီကတောင်းလိုက်တောက်တော့နဲ့မဆိုင်တော့ဘူးနော်ရတယ်ဘယ်ရပဲဥက္ကဋ္ဌကျမတို့ပြန်ဝင်ပြပါဦးရှင်ပြန်ပါခင်ဗျာကြောက်ပါဖြည်းဖြည်းလို့တော်ရှုပ်တယ်မိမကောင်းမပြောကြည့်ဟဲ့ငါပတ်စံပေးခိုင်းနိုင်မပေးနိုင်ပါဘူးဟယ်လိုမသေးသေးတွေညပါလေငါပြည်လျောင်ဖြည့်ရှင်းတော့လက်မခံဘူးလားဘာလဲငစ်တင်တဲ့နာမည်ပြတ်သွားကြလို့လားအဲ့လိုလည်းမဟုတ်ဘူးလေမပေးဘူးလို့မပြောပါဘူးဟုတ်ခိုင်ရဲ့ပြီးမှာပေါ့ဒါပေမဲ့တလုံးတစ်ခေတော့မပေးနိုင်ဘူးရစ်ကြခွဲပေးတယ်အော်ဒီလောက်ပတ်စံလေးကိုနင်ကအလီဒီခွဲပေးဦးမယ်အော်ပါရဲ့ငါတော့လာမနိုင်ဘူးညီးပဲလာပေးလိုက်အိုးမပေးနိုင်ပါဘူးညီလိုချင်တာမလားလိုချင်တဲ့သူကလာယူဟဲ့နင်အလီဒီခွဲပေးပါတော့ငါဂိမ်းလေးရှိလာနေရမှာပေါ့ကဲပြဿနာမဟုတ်တာပြဿနာမလုပ်ကြနဲ့နော်ဒီပြဿနာဥက္ကဋ္ဌကြီးရှင်းပေးကြမလို့ကျွန်တော်ကိုယ်တိုင်ရှင်းပေးမယ်မင်းကဘယ်လိုရှင်းပေးလဲတယောက်ကလည်းသွားမယူခြင်းဘူးတယောက်ကလည်းသွားမပေးခြင်းဘူးဒီတော့ကျွန်တော်ကသူ့ရှိကသွားယူပြီးတော့သူ့ကိုသွားပေးလိုက်ပြဿနာမရှင်းပါဘူးလားအော်အေးကောင်းတယ်ဘယ်လိုလုပ်ပြီလဲတခုတော့ရှိတယ်နှစ်ဦးနှစ်ဖက်အဆင်ပြေအောင်လုပ်ပြီးတဲ့အတွက်ကျွန်တော်ဂျားရဲဝန်ဆောင်ကတော့ပေးရမယ်ဟုတ်တာပေါ့ဒါပေးတင်တာပေါ့နေပါဦးမင်းကဘယ်လောက်ယူမှာငွေပေးတဲ့လူက100ခိုင်နှုန်းယူတဲ့လူက100ခိုင်နှုန်းအမက1000ပေးရင်ကျွန်တော်100ပေးရမယ်အမယူရင်ကျွန်တော်100ပေးရမယ်ဟဲ့နေစမ်းပါဦးအဲ့ဒါဆိုလို့ရှိရင်9နှစ်ကို1000ပေးရင်1100ငါ့အိတ်ထဲထွက်မဲ့သဘောပေါ့အဲ့တော့तू က1000ပေးတိုင်းငါ900ပဲကျွန်တော်မှာပေါ့ဒါကဝန်ဆောင်ကလေကျွန်တော်နှစ်ဦးနှစ်ဖက်ဂျားရဲကျွန်တော်စေတနာနဲ့ကူညီပေးတာမပေးခြင်းလည်းရတယ်နော်ကိုယ်ပိုင်အပေးလို့ကြကျွန်တော်အနေသားကြီးဟာပေးမယ်တဝိုင်းနဲ့ခဏနေဦးဘာလဲဟာငါ့ဒါခဏပဲငါအိမ်မှာခင်းဆောင်လို့ငါလည်းသွားစိတ်ထားပဲဟာငါလည်းသွားနေတာဗောနင်တော့စိတ်ထားတာငါသိပါတယ်နောက်တော့ဒီလိုလို့ညီမြဖြစ်သွားအောင်ကျောင်းကပြန်လာရင်ငါယူပြီးကစားမယ်နင်ကကျောင်းသွားရင်နင်ယူပြီးကစားဗောအဲ့ဒါမကောင်းဘူးအေးတောင်းနေကျောင်းမှာကစားလို့မမြပစ္စည်းကိုငါ့ကိုလူလဲကြပါဟဲ့ပစ္စည်းခွေဒီမှာညီးနဲ့နေပြီကွယ်မင်းအောင်တော့ဒီပါတားလေတားတချင်းစာသားရေးထားတဲ့စာကိုပျောက်နေလို့ကွယ်အဲ့လိုက်ရှာနေရတာမပြောပါဘူးရှိပါလေဟမ်အဖို့တွေ့လိုက်လို့ရှိပါဘာဒီနေ့မှပဲရှိပဲငါတွေ့ပြီမျက်စိမှာတွေ့ပြီမင်းပြန်ရမယ်အော်နော်တော့အဲ့တော့အော်နေပါအောင်ဖိုးရဲ့အဖို့တာတခုလောက်မေးစရာရှိလို့ဒီရက်ပိုင်းလေအဖို့အဖွားတော်စိန်တုတ်ကြောင်ပြောတာတိတ်မကြားမိတယ်လို့ပဲဗာလေအဖိုးနဲ့အဖွားနဲ့အစင်ပြေးနေတာလို့အစင်ပြေးပါမလဲကွာဒါသမီးတော့တုံးလို့ရန်တက်နေကြဟာဒါတာတချင်းစာကိုပဲဟုတ်တယ်ခဲတယ်မှာမင်းဆောင်နော်မနဲ့ကြပြန်ပေးမယ်ကွာတော့မင်းကလည်းဒီစောင်းမတွေ့မရှိရှာနေအော်ပေါ့ပြီအဖိုးအဖွားတော်စိန်တို့ကိုစာပေးဖို့အတွက်ကူးချနေတာမလားဒါသိရနော်ဟုတ်အေးဟုတ်တယ်ကွာအဖိုးရဲ့ဒီကိစ္စခိုးကြောင်ကိုယ်ကလုံးစရာမှမဟုတ်တာကွယ်တားကူညီမှာပေါ့ကိုဒီကွာဒါပေမဲ့အော်အဖိုးကလေဒီခင်မှာလေရီးစားစာပေးရခင်မဟုတ်တော့ဘူးဖိုးရဲ့ပြီးတော့ရီးစားစာကိုရှေရှေဝေးဘယ်သူမှလည်းမဖတ်ချင်ကြတော့အဲ့ဒါကြောင့်မို့စာကိုလိုရင်းတို့ရှင်ရေးပြီးရင်နမိန်ပြလက်ဆောင်တစ်ခုပေးလိုက်ပြီးပြီပေါ့ဖိုးရဲ့ဘာလဲနမိန်ပြလက်ဆောင်ဟာ
အဖိုးကလေအဲ့အကြောင်းပြောတာပေါ့မသိရင်မေးမစင်ရင်စေးတဲ့အဖိုးရဲ့အဖြစ်ကဆရာမပြနီးမကြဖြစ်နေပြီဖိုးရဲ့ ဒီကွာငူချင်းလဲနေတော့သွားဖြောက်ပြောနေဘိုးကမင်းမသိဘူး ဟောအဖိုးကလေတားနောက်တာပါတားကူညီတာမှတားတယောက်တည်းအစအဆုံးကူညီမှာနော်အဖိုးဘလို့လဲ ငါဘာလို့မ ဒီလိုဖွေ အိုးမြင်မြင်လာပါဘွားရဲ့ဘာချင်းမှဒီလိုသိရင်နေရခါလို့အိမ်မြင်မြင်ရောက်မှဖြစ်မှာညီရတော့ဖြစ်ပြီတော်မြင်မြင်တော့ဘာမှပေါ်မရမင်းကလေးမို့လို့အားကိုးရမလားအောင်းမိတယ်အရေးဆိုအရာပေါ့ဗျပြောမပြောချင်ပါဘူးဟဲ့ဟာဟဲ့လူတယောက်လုံးလာနေမမြင်ဘူးလား ဝါကျွန်တော်ဒီမှာအဖွားကိုပစ္စည်းပေးခိုင်းလိုက်တော့အဲ့ဒါလာပေးရရုပ်သွားပြီ အဖွားဘာလုပ်ရလဲမြင်မြင်လာလေဘာမှမလုပ်ဘူးတော်ညီသွားနေလေညီဒုက္ခရောက်နေလိမ့်မယ်